ပြစမ်းပါဒါရီ ဗျာ ပါကျုပ်ဆရာတော်ဘုရားကြီးရဲ့ခါထာလေးရွတ်ပြစမ်းပါ ဟုတ်ကဲ့ပါယောကဘာဂောတိပိအပမေယံကာလံကရုံတောတိဒုက္ခဒါနိခိရံကတောလောကဟိတယာနာတောနမောမဟာကာရုဏိကတတတ္တာယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတကုံမောင်းကားတစ်ဖြင့်နာထညီညာချင်းရှင်တော်မြတ်ဗျာသည်ကဗ္ဗဂောတိဘိဂရိကဗအရေးအတွက်အသင်္ချာရုဖြင့်တော်လဲအပမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလဘလုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတ္တိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန့်ကြီးခြင်းဟုကျက်သီထပွဲငါးတွဲအစုအလွန်ခဲရင်တော်မူတို့ကရွန်တံဖျားဖြစ်ရန်ရည်တန်ကြိုးကုပ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုတော်ဤပင်မခြင်းတို့ကတောဘဝအတန်တန်ချိန်ပန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကာရုဏီကတတတ္တဝါများရင်ဝယ်သားကဲ့သို့တနာချစ်ခင်မဟာဂယုဏအရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတကုံပေါင်းခါတစ်ဖြင့်နာထညီညာထိုရှင်တော်မြတ်ဖရာနမောယုတိပြောင်းပြော့မှန်ကိုလျော့၍ကရော့ယူကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မတွေ့ဖြစ်ပါစေတည်းတာရုခေါ် ဒါရုဒါရု တာရုပါဗျာ အာရုပါ ဒါရီ ဗျာ ပါကျုပ်ဆရာတော်ဘုရားကြီးရဲ့ခါထာလေးရွတ်ပြစမ်းပါ ဟုတ်ကဲ့ပါယောကဘာဂောတိပိအပမေယံကာလံကရုံတောတိဒုက္ခဒါနိခိရံကတောလောကဟိတယာနာတောနမောမဟာကာရုဏိကတတတ္တာယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတကုံမောင်းကားတစ်ဖြင့်နာထညီညာချင်းရှင်တော်မြတ်ဗျာသည်ကဗ္ဗဂောတိဘိဂရိကဗအရေးအတွက်အသင်္ချာရုဖြင့်တော်လဲအပမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလဘလုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတ္တိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန့်ကြီးခြင်းဟုကျက်သီထပွဲငါးတွဲအစုအလွန်ခဲရင်တော်မူတို့ကရွန်တံဖျားဖြစ်ရန်ရည်တန်ကြိုးကုပ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုတော်ဤပင်မခြင်းတို့ကတောဘဝအတန်တန်ချိန်ပန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကာရုဏီကတတတ္တဝါများရင်ဝယ်သားကဲ့သို့တနာချစ်ခင်မဟာဂယုဏအရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတကုံပေါင်းခါတစ်ဖြင့်နာထညီညာထိုရှင်တော်မြတ်ဗျာနမောယုတိပြောင်းပြော့မှန်ကိုလျော့၍ကရော့ယူကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မတွေ့ဖြစ်ပါစေတည်းတာရုခေါ် ဒါရုဒါ